Hello မင်္ဂလာပါ83လဲအောင်နေနော်83အောင်နေ89အောင်နေဒီပတ်မှာ83ရဲ့89ရဲ့ပါရှိတော့35 30အောင်ပါတယ်ပြောချင်တာ9နဲ့6ကျန်တယ်9နဲ့6ကျန်တယ်96နှလုံးကျန်ပါတယ်တစ်လုံးတော့ဆင်းပါလိမ့်မယ်အဲ့တော့96ကိုမနက်ဆင်းခဲ့ရင်တော့ကောင်းတယ်ပေါ့ဗျာကောင်းတော့တစ်လုံးပိုင်ရအောင်ရှာမယ်ဆိုရင်မာက1 2 3 4 5 6ပင်ချ6ပင်ချဒါပါတော့ကြည့်ကိုလေးပေါင်း3ပရိတ်အဲ့3ကဒီနေရာလေးမှာမနှက်ဖြန်နေကုန်မှာ3တလုံးပိုင်3တလုံးကြပေးပါမယ်မကြလားအဲ့မှာကြည့်မ1 2 3 4 5 6ပင်ချ6ပင်ချမှာဒီပေါ်ကပရိတ်ကလေးပရိတ်ကလေးကခွန်းခွန်းကဒီမှာခွန်းsorry အဲ့ဒီမဟုတ်ခွန်းဒီမှာခွန်းနော်ရောင်ပြောင်းလိုက်ဒီလိုဆိုအဆင်ပြေတော့ဟုတ်လားခွန်းဒီမှာခွန်းလို့ထွက်တယ်နော်8ပေါင်းတော့9တဲ့8ပေါင်း9အဲ့9ကဒီမှာ9လို့ထွက်ပါတယ်နော်9လို့ထွက်ပါတယ်မြင်ရလားကိုယ်ဒီမှာ9လို့ထွက်တယ်နောက်6ရက်ချဓာတ်ပုံလေးတင်ပေးသွားမှာနော်မရှင်းရင်ဓာတ်ပုံမှာကြည့်မခွန်ပရိတ်တဲ့ခွန်ဒီမှာခွန်လို့ထွက်ပါတယ်ဒီမှာ6ပရိတ်တဲ့6ကဒီမှာ6လို့ထွက်ပါတယ်ဒီမှာ6ပရိတ်တဲ့6ကဒီမှာ6လို့ထွက်ပါသေးတယ်ဒီမှာ8ပရိတ်တဲ့8ကဒီမှာ8တစ်လုံးထွက်ပါတယ်ဒီမှာ3ပရိတ်3ကဒီမှာ3လို့ထွက်ပါတယ်3တစ်လုံးဒီမှာ5ပရိတ်5ကဒီမှာ5တစ်လုံးထွက်ပါတယ်နော်ဒီတော့အဲ့ဆိုတော့ဒါအဲ့မှာကြည့်5ပရိတ်ကဒီစီးကြောင်းထဲမှာနော်ဒါ6ရက်ချစီးကြောင်းဟုတ်တယ်မ6ရက်ချ1 2 3 4 5 6ရက်ချဒီစီးကြောင်းပေါ်မှာထွက်တာ1 2 3 4 5 6ရက်ချဒီ3ပရိတ်ကဒီမှာ3လို့ထွက်တာ1 2 3 4 5 6
6ရက်ခြားဒီ8ပရိတ်ကဒီမှာ8တစ်လုံးထွက်တာဒီစီးကြောင်းပေါ်မှာနော်1 2 3 4 5 6ရက်ခြားဒီက6ပရိတ်6ပရိတ်ကဒီမှာ6တစ်လုံး1 2 3 4 5 6ရက်ခြားဒီ6ပရိတ်ကဒီမှာ6တစ်လုံး1 2 3 4 5 6 6ရက်ခြားဒီခွန်ပရိတ်ကဒီမှာခွန်တစ်လုံး1 2 3 4 5 6ရက်ခြားဒီ9ပရိတ်ကဒီမှာ9တစ်လုံးနော်9တစ်လုံးဆိုတော့က1 2 3 4 5 6ရက်ခြားဒီခွန်ပရိတ်ကဒီမှာခွန်တစ်လုံး1 2 3 4 5 6ရက်ခြားဒီ6လေး3ပရိတ်က6လေးဆိုတဲ့3ပရိတ်ကဒီပေါ်မှာ3တစ်လုံးကြာပါတယ်3တစ်လုံးပိုင်းနဲ့တန်တာကိုတော့ရရင်တင်တာပေါ့ဗျာလောလောဆယ်3တစ်လုံးပိုင်းလို့မနှက်ဖြန်နေကုန်တောက်ကြနေအားလုံးသောတရားဒဂါမအပေါင်းသူတော်ကောင်းတွေမှတ်ထားကြတဲ့တရားဟောတာမို့ကဏ္ဍပေးတာနော်အဲ့ဒါလေးမှတ်ထား3တစ်လုံးပိုင်း3ပိုင်း3ပိုင်းကိုကျန်တာ96နဲ့ကပ်ပါ9363မှာ9363ဆိုတာဦးစင်းပေးထားတဲ့စုကဏ္ဍ36ထွက်တော့မယ်ထင်ပါတယ်ဘယ်လောက်ဖိုးဒီစုမိသွားရကြရမသိဘူးဦးစင်းကတော့4000ခွဲဖို့ဖြစ်သွားပြီမနှက်ဖြန်ဆို9000ဖို့ပေါ့မနှက်ဖြန်နာထွက်ရင်9000ဖို့ပေါက်ပြီလားမှတ်လိုက်ကြဖို့ဗျာအဲ့ဒီ36နော်36ကိုဇာတုံးနဲ့ထိုးနေဇာတုံးနဲ့ထိုးတာ900ကနေစလိုက်တာ900ကနေပထမတစ်ပတ်9000နဲ့ကုန်တယ်ဒုတိယအပတ်မှာတော့ထွက်တော့မလားဆိုပြီးတော့2000နဲ့စလိုက်ပါတယ်ဇာတုံး2000ပေါ့ပထမပတ်က900တနေ့ကိုတစ်ချိန်ကို900 10ချိန်ဆိုတော့9000နဲ့ပဲကုန်ခဲ့တယ်ဒုတိယအပတ်မှာ2000နဲ့10ချိန်ဆိုတော့2000ကုန်သွားတယ်တတိယအပတ်မှာတော့တိုးချလိုက်တာပေါ့ဘယ်လောက်တုံးသိလားတိုးချလိုက်တာတနေ့နဲ့တိုးလိုက်တာတစ်ပတ်ချင်းမတိုးတော့4000ခွဲတစ်ချိန်ကိုမနှက်ဖြန်စပြီး4000ခွဲဖို့မနှက်ခင်းကို4000ခွဲညနေမှပေါက်ရင်တော့9000ဖို့ပေါ့ဗျာနော်အဲ့လိုလုပ်တာဘသူရှိရမှမမကြီးမခေါ်ဘူးကိုပေါက်ထားတဲ့ပတ်စံနဲ့ကိုကကိုထိုးတာနော်ပေါက်ထားတဲ့ပတ်စံနဲ့ထိုးတာပါအဲ့လိုဆိုတော့ကဒီကလင်နာလေးကိုဒီညရှာထားမယ်တောက်ကြနေတိုင်းမှာဘာတွေထွက်တုံးဆိုတာ
ရှာထားဦးမယ်နော်အောက်ကြာနေတိုင်းမှာဘာတွေထွက်တုံရှာထားဦးမယ်နော်